အဲ့တော့ကျွန်တော်တို့ကခုနကကျွန်တော်တို့အဆင့်ပေါ့နော် psoriasis ကိုတခြားမသိဘူးစလုံးတော့မရှိသေးဘူးအဲ့ဒီအဆင့်ကနေပြီးတော့တဖြည်းဖြည်း psoriasis ဆိုတာသိလာတယ်ကျွန်တော်တို့ psoriasis နဲ့ခုနပြောတဲ့အနာကြီးယောဂနဲ့ကွဲထွက်တာသိလာတယ် psoriasis ရဲ့ကျွန်တော်တို့ဒီမျိုးကွဲတွေရှိတယ်ဆိုတာကိုသိလာတယ်သူနဲ့ပတ်သက်ပြီးတော့ Lindsay steroid Lindsay တွေပေါ်လာတယ်ပေါ့နော်အဲ့မှာအခုကျွန်တော်တို့က1960နဲ့1980ဝန်းကျင်လောက်ပေါ့နော်အဲ့ဝန်းကျင်မှာကျတော့ဘာပေါ်လာလဲဆိုတော့ကျွန်တော်တို့ phototherapy ပေါ့နော်အလင်းနဲ့ကုထုံးတွေပေါ်လာတယ်လင်းနဲ့ကုထုံးဆိုတာဘယ်ကစလဲဆိုတော့ကျွန်တော်တို့ကဒီနေအောင်ထဲမှာပါတဲ့ခရမ်းလွန်ရောင်ကြီးပေါ့နော်ခရမ်းလွန်ရောင်ကြီးအဓိကအပြင် UVB ပေါ့နော်အဲ့ဒီကနေပြီးတော့ဂျူပွေးနာတွေကိုတက်တာစေတယ်ဆိုတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကိုလေ့လာကြည့်တဲ့အခါကျတော့ဒီ UV rays တွေကဘာလုပ်လဲဆိုတော့သူအရေပြားတွေပွားများတဲ့နှုန်းကိုသူ short ချတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က psoriasis မှာကအရေပြားတွေပွားများနှုန်းများနေတာဖြစ်တဲ့အတွက်ကြောင့်ဒီ phototherapy ကိုသုံးမယ်ဆိုလို့ရှိရင်ဒီပွားတာတွေတက်တာသွားတယ်ရောင်တာတွေတက်တာသွားတာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကျွန်တော်တို့ကနေအောင်ပြတာမျိုးမလုပ်တော့ဘဲနဲ့ဒီ phototherapy ဆိုတာဒီအလင်းနဲ့ကုထုံးနေနဲ့သုံးတာပေါ့နော်အဲ့ဒီတော့ psoriasis ကိုကုတဲ့နေရာမှာလင်းနဲ့ကုထုံးအခုချိန်ထိဒီ1960ကနေအခုချိန်ထိသုံးနေတော့မယ်ဒါပေမဲ့အလင်းနဲ့ကုထုံးသုံးပုံသုံးနည်းတွေကွာသွားတယ်ဆက်ပစ္စည်းတွေကွာသွားတယ်ပို့ပြီးတော့ထိရောက်လာတယ်သူကဒီ psoriasis ဖြစ်တဲ့လူနာတွေမှာအလင်းနဲ့ကုထုံးပြတဲ့အခါဘယ်နှစ်စက္ကန့်ပြရမလဲဘယ်နှစ်မိနစ်ပြရမလဲဘယ်လောက်ကြဲဖြစ်တယ်လဲဘယ်လို wavelength ပေါ့နော်ဘယ်လို UV ကိုပြရတယ်လဲပေါ့နော်ဒါတယောက်နဲ့တယောက်မတူဘူးပေါ့နော်အဲတစ်ချိန်တစ်ခါတစ်ချိန်နဲ့တော့သူကမရဘူးအချိန်30 40ဒီလိုမျိုးစက်တိုင်းလောက်ရတဲ့ဟာမျိုးဖြစ်ပါတယ်ဒီဟာလေပြီးတော့နောက်ထပ်ဒီ1960မှာပဲဒီအဲ့ဒီခေတ်မှာပဲထပ်ပြီးတော့တွေ့ရလဲဆိုတော့ဒီ systemic medication လို့ခေါ်တဲ့ဒီ psoriasis ကိုကုတဲ့တောက်ဆေးတွေစပြီးတော့ပေါ်လာတယ်ပေါ့နော်ဒါတွေကကျွန်တော်တို့အတွင်းထဲမှာဒီ psoriasis ကအဓိကတော့ autoimmune ယောဂါပေါ့နော်ခုခံစနစ်အကြောင်းဖြစ်တာဆိုတော့ဒီခုခံစနစ်ကိုပြန်ထိန်းတဲ့ဆေးတွေကိုစပြီးတော့အသုံးပြုတယ်အဓိကတော့ဒီကိုခံစနစ်ကအလွန်အကျွံဖြစ်နေတာကိုကျွန်တော်ပြန်ထိန်းတဲ့သဘောပါပဲเนาะသို့တော့ဒီကိုခံစနစ်ကိုထိန်းနေဆိုတဲ့နေရာမှာလည်းပဲကျွန်တော်တို့ကအလွန်အကျွံမဖြစ်ဖို့အရေးကြီးတယ်အလွန်အကျွံဖြစ်တဲ့အခါကျလို့ရှိရင်ခုခံအားအရန်ရော့သွားတာမျိုးဖြစ်တဲ့အခါကျလို့ရှိရင်အန်ဒီရရှိတယ်နောက်တစ်ခုကဒီလိုခုခံအားကိုထိန်းတဲ့ဆေးတွေသုံးမယ်ဆိုလို့ရှိရင်လူတိုင်းနဲ့မတင်တော့ဘူးဒါတွေကတကယ်ကိုတိတိကျကျစီစစ်ပြီးတော့မှဘယ်လိုလူနာမှာသုံးမလဲဘယ်လောက်သုံးမလဲဘယ်လောက်ကြာကြာသုံးမလဲဆိုတာကျွန်တော်ရေပြားဆရာဝန်တွေကကြည့်ပြီးတော့ဆုံးဖြတ်တာဖြစ်ပါတယ်ဒီခုခံအားကိုထိန်းတဲ့ဆေးတွေကလည်းမျိုးရှိပါတယ် psoriasis ရဲ့မျိုးကွဲတွေပုံမှာမူတည်ပြီးတော့ကွဲပြားပါတယ်အဲ့လိုနဲ့ကျွန်တော်တို့က1960လောက်ကနေအခုဆို1983လောက်ကိုရောက်လာတော့เนาะအဲ့ဒီအချိန်ကျတော့ကျွန်တော်တို့ကဒီ rheumatologist လို့ခေါ်တယ်ခုခေတ်ကကျွန်တော်တို့အစစ်မြစ်ရောင်ယောဂအထူးကုဆရာဝန်တွေပေါ့เนาะအဲ့ဒီအစစ်မြစ်ရောင်အထူးကုယောဂဆရာဝန်တွေကဆိုတော့ research လုပ်ကြတယ်သုတေသနစာတမ်းလုပ်ကြတယ်ဘာကိုလုပ်လဲဆိုတော့ဒီကျွန်တော်တို့ဂျွပွေးနာနဲ့ဂျွပွေးနာကြောင့်ဖြစ်တဲ့အစစ်မြစ်ရောင်ယောဂကိုကျွန်တော်တို့ဒီသုတေသနလုပ်တယ်အဲ့ဒီမှာဘာကောင်းတာတွေ့ခဲ့လဲဆိုတော့ကျွန်တော်တို့ကဒီဂျပွေးနာကြောင့်ဖြစ်တဲ့စစ်မြစ်ရောင်ယောဂကဒီကျွန်တော်တို့သွေးလေးပတ်နာလို့ခေါ်တဲ့ rheumatoid arthritis ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့အရန်ဆင်တူတယ်ဆိုတော့အဲ့ဒီအချိန်မှာအယိုးကြောအထူးကုဆရာဝန်တွေကဒါကိုသုတေသနပြုပြီးတော့ရှာဖွေလိုက်တဲ့အခါမှာဒီယောဂနှစ်ခုကိုဘယ်လိုခွဲခြားရလဲဆိုတာသိသွားတယ်ပေါ့နော်အဲ့တော့အစစ်မြစ်ရောင်တိုင်းကျွန်တော်တို့ကဒီသွေးလေးပတ်နာမဟုတ်ဘူးအစစ်မြစ်ရောင်တိုင်းpsoriatic arthritis မဟုတ်ဘူးအဲ့ဒီနှစ်ခုကိုခွဲခြားလို့ရသွားတယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်တို့ကဒီ2000ခုနှစ်ပေါ့နော်2000ခုနှစ်ပိုင်းကိုရောက်လာတယ်ပေါ့နော်2000ခုနှစ်ပိုင်းကိုရောက်လာတဲ့အခါမှာကျွန်တော်တို့ကဒီ biologic therapy လို့ခေါ်တဲ့ဒီအတူက biologic ဆေးလို့ခေါ်တဲ့ဟာကပေါ်လာတယ်ပေါ့နော်ဆိုတော့ဒီ biologic ဆေးတွေကအခုနောက်ပိုင်းကကျွန်တော်တို့ဒီ psoriasis ပေါ့နော်ဂျပွေးနာထက်တရနာတွေမှာကအဓိကဆေးနေရာနဲ့သူများနိုင်ငံတွေမှာတော့ဟိုရောက်လာပြီပေါ့နော်ဆိုတော့သူကဘယ်လိုမျိုးဆေးမျိုးလဲဆိုတော့ကျွန်တော်တို့ခုနအရှိမတော့ငါပြောခဲ့တဲ့ systemic เนาะဒီတောက်ဆေးတွေပေါ့နော်အဲ့ဒီတောက်ဆေးတွေကခုခံအားစနစ်ကို short ချလိုက်တယ်ခုခံအားစနစ်ကိုထိန်းချုပ်တဲ့ဆေးတွေသူတို့ကရှိသမျှတော်တော်များများခုခံအားတွေကိုသူကဒီ short ချပြစ်တာပေါ့နော်ဒီ psoriasis မှာလည်းခုခံအားစနစ်ကဒီထကြွပြီးတော့ခုခံအားစနစ်ကလွန်ကျုံနေတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုခုခံအားကိုထိန်းနေခုခံအားကို short ချတဲ့ဆေးတွေကိုသုံးရတာပေါ့နော်အခုဒီ biologic ဆေးတွေကြတော့သူကဒီရှိသမျှခုခံအားတွေကို short ချတာမဟုတ်ဘဲနဲ့ဒီ psoriasis မှာပါဝင်ပတ်သက်နေတဲ့ခုခံအားစနစ်တွေကိုလည်းသူကထိန်းချုပ်ပြီးတော့ short ချတာပေါ့နော်လွယ်နဲ့လူရင်းလူရှင်ပြောရမယ်ဆိုလို့ရှိရင်သူကတိတိကျကျရှိသမျှခုခံအားစနစ်မဟုတ်ဘဲနဲ့တိတိကျကျပေါ့နော်ဒီ psoriasis ဖြစ်နေတဲ့ပြဿနာနေရာကိုပဲသူကတိတိကျကျကုတာတဲ့ဆေးတွေပေါ့နော်အဲ့တော့ဒီဆေးတွေကကြတော့ကျွန်တော်တို့ဒီထိုးဆေးတွေရှိတယ်ဒီဆေးသွင်းပြီးတော့ကုတာတဲ့ပုံစံမျိုးတွေရှိတယ်အကျော်ဆေးသွင်းပြီးတော့သွင်းရတဲ့ဆေးတွေရှိတယ်ပေါ့နော်ဆိုတော့ဒီဆေးတွေကအခုချိန်သုံးနေပါတယ်ကျွန်တော်တို့ဒီနိုင်ငံတကာမှာလည်းသုံးနေတယ်မြန်မာပြည်မှာလည်းကျွန်တော်တို့ရန်ဖန်ရန်ကသုံးတယ်ပေါ့နော်အဓိကဒီဆေးတွေအသုံးမများရတဲ့အကြောင်းရင်းကပေါ့နော်အဓိကပထမတစ်ချက်ကတော့ဒီဆေးတွေကဘယ်ဆေးမှအခုချိန်ထိအမြင့်ဖြတ်တဲ့ဟာမရသေးဘူးပေါ့နော်
ထိန်းထားလို့ပဲရဒီဈေးတွေသုံးတဲ့အခါကျွန်တော်တို့ကတစ်ပတ်တစ်ခါထိုးရတယ်ပထမပိုင်းဆိုနောက်ပိုင်းမှာတပြေးပြေးနဲ့ချဲသွားတယ်နှစ်ပတ်တစ်ခါသုံးပတ်တစ်ခါတစ်လတစ်ခါနှစ်လတစ်ခါသုံးလတစ်ခါဒီလိုမျိုးချဲပြီးတော့maintain လုပ်ထားထိန်းသိမ်းလို့ရတာပေါ့နော်ဆိုတော့အဲ့ဒီဈေးတွေကလည်းနောက်တစ်ခုကခုနကောင်းတာရှိတယ်လို့သူ့ရဲ့မကောင်းတဲ့ချက်ကကြာသူ့မှာလည်း side effect လုံးဝမရှိရတော့မဟုတ်ဘူးside effect ကတော့ဒီပထမပြောတဲ့ဈေးတွေထက်တော့တော်တော်လေးနည်းတယ်သူ့အကြီးမားဆုံးအတားအဆီးကတော့ကျွန်တော်တို့ဒီဈေးနှုန်းပေါ့နော်ကုန်ကျစရိတ်အနေနဲ့တော်တော်လေးကိုဈေးကြီးသေးတယ်ပေါ့နော်ဒီကျွန်တော်တို့တကယ် biologic brand အစ်စ်ပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတစ်လုံးကိုအနည်းဆုံးကျွန်တော်တို့ဒေါ်လာ1000-1500ပတ်ဝန်းကျင်လောက်ရှိတယ်အဲ့ဒါမျိုးကျွန်တော်တို့ကအများကြီးထိုးရတာနော်ဆိုတော့အိန္ဒိယဘက်ကထွက်တဲ့ဒီ biosimilar လို့ခေါ်တာပေါ့ဒါတွေကို copy ပေါ့ဗျာcopy လုပ်ပြီးတော့ထွက်ထားတဲ့ series ဆိုလို့ရှိရင်တော့အခုချိန်ကျွန်တော်တို့ထိုးမယ်ဆိုလို့ရှိရင်တစ်လုံးကိုဒီ9သိန်း10သိန်းပေါ့နော်အဲ့ဒီဟာအနည်းဆုံးအလောက်ကျတယ်ပေါ့နော်အဲ့ဒီတော့ပုံမှန်ခုနပြောတဲ့တောက်ဆေးတွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်ဒါကတော်တော်ကိုဈေးကြီးသေးတယ်ပေါ့နော်ပြီးတော့သူကခုနပြောလိုမျိုးထိုးပြီးလို့ရှိရင်လည်းမြင့်ပြတ်လာဆိုတော့မပြတ်ဘူးပေါ့နော်ဆိုတော့ကုန်ကျစရိတ်တွေများတယ်ပေါ့နော်အဲအကြောင်းမလို့ဒါကတော့ဒီလိုအပ်တဲ့လူနာတွေမှာပဲကျွန်တော်တို့သုံးပါတယ်ဒါ biologic ဆေးနဲ့ပတ်သက်လို့ကျွန်တော်နည်းငယ်ပြောပြတာပေါ့နော်ဆိုတော့နောက်တစ်ခုကကြာကျွန်တော်တို့ကထပ်ပြီးတော့မျှော်လင့်စရာတစ်ခုကဒီ biologic ဆေးတွေပေါ့နော် biologic ဆေးတွေကနောက်ပိုင်းကျလို့ရှိရင်ခုနပြောလို့ထိုးဆေးတွေမဟုတ်ဘဲနဲ့လွယ်ကူကူနဲ့ကျွန်တော်တို့တောက်လို့ရတဲ့ဆေးတွေပေါ်လာနိုင်တယ်ပြီးတော့လို့ရှိရင်တော့လိန်ဆေးအဖြစ်နဲ့လည်းပေါ်လာနိုင်တယ်ဒါဆိုလို့ရှိရင်တော့တော်တော်ကိုအဆင်ပြေသွားတဲ့အနေအထားဖြစ်လာပြီပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီ psoriasis ကုသတဲ့အခါလို့လွန်ခဲ့တဲ့နှစ်2000လောက်ကနေအခုချိန်ဆိုတော့အများကြီးပြောင်းလဲလာပြီအများကြီးတိုးတက်လာပြီအခုကျွန်တော်တို့ဒီလက်ရှိမြန်မာပြည်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘယ်လိုကုနေလဲဆိုတော့ psoriasis ကိုသူ့ရဲ့ဒီယောဂအနေအထားအတိမ်နဲ့ပုံမှာမူတည်ပြီးတော့ဒီတောက်ဆေးတွေရှိတယ်လိန်ဆေးတွေရှိတယ်လင်းနှန်းကုထုံးတွေနဲ့လည်းကုပါတယ်ပြီးတော့လို့ရှိရင်တော့ကျွန်တော်လိုအပ်တယ်ဆိုလို့ရှိရင်ခုနပြောတဲ့ biologic ဆေးတွေ biosimilar ဆေးတွေနဲ့ကျွန်တော်တို့ကုသနေပါတယ်အဓိကကျွန်တော်တို့ psoriasis ကိုကုသတဲ့အခါကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့ဒီ85%သော psoriasis အကွက်တွေကိုကျွန်တော်တို့3-4လအတွင်းမှာကြောက်ကင်းတက်တာဖို့အတွက်ရည်ရွယ်ချက်ထားပြီးတော့ကုသပါတယ်ဒါကကျွန်တော်တို့နိုင်ငံတကာစံချိန်နဲ့ကုသတဲ့အနည်းစနစ်ဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော် psoriasis နဲ့ပတ်သက်လို့သူ့ရဲ့တမိုင်းကြောင်းเนาะအရင်တုန်းက psoriasis ကိုဘယ်လိုတွေမှားယွင်းပြီးတော့ကုသခဲ့တယ်လဲဘယ်လိုဆေးမီတိုတွေသုံးခဲ့ကြတယ်လဲเนาะခုနောက်ပိုင်းမှာဘယ်လိုမျိုးတိုးတက်တဲ့ဆေးတွေနဲ့ကုလို့ရလဲထိရောက်တဲ့ဆေးတွေနဲ့ကုလို့ရလဲဆိုတာလေးကိုပြပြခဲ့တာဖြစ်ပါတယ်အခုလိုအစားဆုံးကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ